ကဲဒီနေ့မှာတော့ brother တို့ရဲ့ idol ကြီး Flavin က solo point ရဲ့ freestyle မိုက်စားနဲ့ edit အလန်းစားကြီးကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဆိုတော့ video လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးနဲ့ကူညီပေးသွားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့စလိုက်ကြရအောင်ဒါလေးကတော့ညာတို့လေးပေါ့ညာတို့ screen နဲ့ဟုတ်တယ်ဟိုလှလေးဗျာလှလေးဟိုဒီကလေးနဲ့အိုးကျွတ်စင်ဟေးမိုက်ရှေ့တဲ့ရှေ့သင်လည်းပိုင်လာမယ်ဆိုတော့ကွာရောဒီပဲဒီနေ့ခါကျတော့ချောင်းလေးနဲ့ဟုတ်ပြီဝမ်းအိုးလာတယ်ဗျာဟုတ်ပြီဒီစနေဘာလို့ကြောင်လဲဟို Tribberry ပေါ့ဗျာ Tribberry ပေါ့လေးနဲ့လှလေးတက်ပြသွားလှလေးမိုက်တယ် SDG ကလေးကျွတ်စင်โอเคဒီပါပြီအဲ့ချင်းရအရင်ကကြိုက်တယ်ဒီလိုနေချက်ချင်းတယ်ကြိုက်ဆုံးပဲလို့ပြောလို့ရအိုးလာတယ်ဒီဟိုဂိမ်းစင်ရကျွတ်စင်ရโอเคဟုတ်ဒီကတော့ဘန်းနဲ့ပေါ့ဒီကလေးနဲ့ဘာမှလုပ်လို့โอเคဖလီကလေးနဲ့ဝင်ရအိုးပဒန်းရောက်တာဩဖတ်ရတာပဒန်းကိုပြောတဲ့ဖတ်ရတာဒီစင်မျိုးကိုတော့အားရမလဲအိုးပဒန်းထိုးတယ်အိုးရှရင်ကနေမှထုတ်ပြတာဟေးမာတော့ရှိုးလို့မရဘူးဝါငါနေတော့ထုတ်ပြီးခိုင်းလိုက်တာအလုံးနဲ့ဒီကြောက်တာကြီးမှလည်းလာလို့โอเคဒီကတော့ဒီကလေးနဲ့ဒီခွက်ချလိုက်ဟိုရှော့တာညာပြီဘေဘီပေါ့အိုးဘိုင်းတင်နေတဲ့ဇက်ဒေးအမဗီဒီယိုဒီကပြန်ကန်အောင်ဒီကလေးအလှတယ်โอเคဟောအိုးလှတယ်ဗျโอเคကန်လိုက်ပြီโอ้ฟลิกาကြီးကိုလိုပြီးတော့ကောင်းလိုက်တာတော့မိုက်တယ်ဟေးကျစ်စင်ကဲအားလုံးလည်းကျင်းနဲ့အားရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်